ဘာသောသူတွေကကိုယ့်ကိုမုန်းလို့မလိုလို့ပြောတဲ့စကားရုပ်တွေကိုခေါင်းထဲမှာထည့်ပြီးတော့အဖန်ဖန်ထပ်ထပ်တွေးပြီးတော့ကိုယ့်ကိုပြောလိုက်တာကြီးကိုအကြာကြီးခံစားပြီးတော့အဲ့ဒါကြီးကိုမပြစ်နိုင်မချနိုင်မဲနဲ့အမှတ်ရတိုင်းထုတ်ပြီးတော့ကြည်နေတဲ့ပစ္စည်းတစ်ခုလိုကိုယ့်ကိုသူများကမုန်းလို့ပြောတဲ့စကားတွေကိုအဖန်ဖန်ထပ်ထပ်စဉ်းစားပြီးတော့ဒေါသကိလေသာတွေနဲ့ပင်ပန်းမနေပါနဲ့တဲ့နာအဝက္ခေယမကြည်မနှက်စိတ်ဝယ်မှတ်၍မပြတ်ခါကအောင်းမိဆင်ခြင်၍မနေရသူများကကိုယ့်ကိုမုန်းလို့ပြောတဲ့စကားတွေကိုမမေ့နိုင်မဲနဲ့တိမ့်တိမ့်ထားပြီးတော့ပြန်ပြီးတော့ထုတ်ခံစားပြီးတော့မနေပါနဲ့တဲ့သဘောပေါက်တယ်နော်အဲ့ဒါနံပါတ်1နောက်နံပါတ်2မြတ်စွာဘုရားကဘာသင်ကြားတုံးဆိုတော့ပရိသံသူတစ်ပါးတို့ဤကတာကတံပြုအပ်မပြုအပ်အယယဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝခေယအလုတ်တစ်ခုဂယုပြု၍ကြည့်ရှုဆင်ခြင်၍မနေရသူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုယ့်ရဲ့အလုတ်တစ်ခုကြီးလို့သဘောထားပြီးတော့စဉ်းစားရင်းနဲ့တန်ဖိုးရှိတဲ့အချိန်တွေမကုန်ပါစေနဲ့တဲ့တရားဓမ္မတို့ဘဝမှာခေါင်းထဲမှာတွေးနေတဲ့အတွေးတွေဟာသူများအကြောင်းတွေးနေတဲ့အတွေးတွေနဲ့အချိန်ကုန်ခဲ့တာများလှပြီဗျဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတန်ဖိုးရှိတဲ့အလုပ်တွေကိုလုံနိုင်ခွင့်ရှိတဲ့ဒီအချိန်ဒီခွန်အားတွေကိုအရေးမပါအရာမရောက်တဲ့သူတစ်ပါးအကြောင်းတွေကိုတွေးရင်းနဲ့ပြုံးတီးသွားမှဆိုးလို့တားမြစ်တာအဲနံပါတ်2ဟုတ်လားနံပါတ်1ကသူများကကိုယ်ကိုမုန်းလို့ပြောတဲ့စကားတွေကိုတွေးပြီးတော့ဒေါသတွေဖြစ်ပြီးတော့မကြည်မနှက်နဲ့ခံစားမနေပါနဲ့ပြီးခဲ့ပါပြီဟုတ်လားနောက်သူတစ်ပါးဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုအလုပ်တစ်ခုလိုသဘောထားပြီးတော့စဉ်းစားမနေပါနဲ့ဟုတ်လားနောက်နံပါတ်3အတ္တနောဝမိမိဣသာလျံကတာနိစ္စပြုအပ်သောမှုတို့ကို၎င်းအကတာနိစ္စမပြုအပ်သောမှုတို့ကို၎င်းအဝခေယအလုတ်တစ်ခုဂယုပြု၍ကြည့်ရှုဆင်ခြင်ကြကုန်ရ၏ကိုယ်ဘာတွေလှုပ်ထားတယ်ကိုယ်ဘာတွေမလှုပ်ရသေးဘူးတနည်းအားဖြင့်တန်ဖိုးရှိတဲ့လူဘဝနဲ့ထိုက်တန်တဲ့မြင့်မြတ်တဲ့အလုပ်တွေကိုငါဘလောက်လှုပ်ပြီးပြီလဲငါဘယ်အတိုင်းတာအထိလှုပ်ပြီးပြီလဲငါဘလောက်မလှုပ်ရသေးဘူးလဲလို့ဒါကိုပဲစဉ်းစားပါတဲ့ဟုတ်ရဲ့လားငါဘဝမှာပြဿနာတွေအခက်အခဲတွေအများကြီးဖြေရှင်းเสียကြံသေးတယ်လို့နားလည်ထားဖို့လိုတယ်ဗျဟင်တခါကြီးဒီမကြီးများဘဝမှာမဖြေရှင်းရသေးတဲ့ပြဿနာတွေအခက်အခဲတွေအများကြီးရှိသေးတယ်ဗျ။အိုရအောင်မဲနာရအောင်မဲသေရအောင်မဲပစ္စည်းရှိမရှိမရွေဘူးဂုံမရှိမရွေဘူးလူတိုင်းတန်းတူရင်ဆိုင်ရမယ့်အခက်အခဲပြဿနာကြီးတွေအိုရာဟာသိကြီးကျယ်တဲ့ပြဿနာဗျနားတယ်ဆိုတာလဲကြော်ဖြတ်ဖို့အင်မတန်ခဲရင်တဲ့အစဉ်ပြေတဲ့စိတ်တွေအင်မတန်ဖြစ်ဖို့ခက်ခဲတဲ့ပြဿနာကြီးဗျသေတယ်ဆိုတာကတော့တကယ့်ကိုဘဝမှာအကြီးကျယ်ဆုံးပြဿနာပါပဲနောက်ဘဝတန်တရားရေးနဲ့လည်းဆက်နေတာဆိုတော့သေခြင်းတရားဟာသိကြီးကျယ်တဲ့ပြဿနာပေါ့အဲ့ဒီလိုဖြေရှင်းရခက်တဲ့မဖြေရှင်းလို့လည်းမဖြစ်တဲ့ပြဿနာတွေအခက်အခဲတွေတွေ့လာရင်ဘယ်အတိုင်းတာအထိပြေလေအောင်ဖြေရှင်းနိုင်တဲ့အစွမ်းအစတွေရှိပြီလေအဲ့ဒါတည်းတဲ့ငါဘလောက်လုတ်ပြီးပြီလေလို့မစဉ်းစားသင့်ဘူးလားစဉ်းစားသင့်နေဒါကြောင့်ကို့မှာဘလို့အစွမ်းတွေရှိပြီလေဘလို့အစွမ်းတွေကတော့မရှိသေးဘူးလေလို့ကို့အကြောင်းကိုသာလျင်အရေးတကြီးသဘောထားပြီးတော့စဉ်းစားရမယ်ဟုတ်ရလားအဓိပ္ပာယ်ဘယ်နှမျိုးပြောလိုက်လဲ3မျိုးပြောလိုက်တယ်ဘဝမှာအင်မတန်အခြေခံကြပြီးတော့အင်မတန်ရေးကြီးတဲ့ဆုံးမတော်မူချက်လို့ဦးဇင်းတို့ကတော့အဲ့ဒါလိုယုံကြည်ပါတယ်တခါကြီးတခါမကြီးများလည်းယုံကြည်ကြလိမ့်မယ်နဲ့တူပါတယ်ဒီကနေ့ညအဲ့ဒီအချက်ကလေး3ချက်ကိုတဏှာကြီးခွဲအတွင်းမှာဦးဇင်းတို့စွမ်းနိုင်တဲ့လောက်ချဲ့ထွင်ပြီးတော့ပြောသွားပါမယ်နော်အခုတော့ဦးဇင်းတို့ကဘာဆက်ပြောမှလဲဆိုတော့ဒီဂါထာလေးဟောကြားရခြင်းရဲ့အကြောင်းဝတ္ထုပြောပြမယ်ဒီဂါထာကိုမြတ်စွာဘုရားဘာကြောင့်ဟောသလဲ